ငလင်ဘေးကိုကြုံတွေ့ခဲ့ရပြီးမန္တလေးဆေးရုံကြီးမှာဆေးကုသမှုခံယူနေရတဲ့ပြည်သူတွေစီကိုကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တဲ့တရုတ်ဆောင်ပြည်သူဦးအိမ်တော်ကျော်စင်နဲ့သမီးလေးပြည်သူဒွာတို့မိသားစုမင်္ဂလာပါပြည်သက်ကြီးပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းနဲ့မန္တလေးမြို့အပါအဝင်မြန်မာနိုင်ငံအလဲပိုင်းမြို့တော်တော်များများမှာထိခိုက်ပျက်စီးမှုများပြားခဲ့တာလည်းဖြစ်ပါတယ်ဒီကနေ့ကတော့အင်အားပြင်းငလင်လောက်ခတ်ပြီးတာ17ရက်မြောက်နေ့ဖြစ်ခဲ့ပြီးငလင်တန်းကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေရှိသလိုအသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့ဆေးရုံတွေမှာအခုချိန်ထိဆေးကုသနေရဆဲပြည်သူတွေလည်းမြောက်များစွာရှိနေကြတာဖြစ်ပါတယ်ဒီကနေ့မှာတော့နိုင်ငံကျော်တရုတ်ဆောင်တွေဖြစ်ကြတဲ့တရုတ်ဆောင်ပြည်သူဦးတရုတ်ဆောင်အိမ်တော်ကျော်စင်နဲ့သမီးလေးဖြစ်သူပြည်သူဒွာတို့ကမန္တလေးပြည်သူဆေးရုံကြီးမှာဆေးကုသမှုခံယူနေတဲ့လူနာတွေစီကိုတွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်ပြည်သူနဲ့အင်နာကျော်စင်တို့မိသားစုလေးဟာအလူရည်ဆက်လက်နဲ့မကွာလှူဒန်းတတ်တဲ့သူတွေဖြစ်ပေမယ့်ဒီတစ်ခေါက်မှာတော့ကိုယ်တိုင်ကိုယ်ကျသွားရောက်ခါယောဂဝေဒနာခံစားနေရတဲ့သူတွေကိုအားပေးတွေးဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်ကျမပါစေညီမလေးနော်ဒီညလုံးကတာပါနော်အဲ့ဒါကိုဆိုပြကြပါနော်အားတင်ထားတော့ပြန်ဆုံးကြောက်တော့နော်လောက်ပြီနော်အဝါရောင်လေးလေပျော်သွားတယ်ဆိုရင်ကိုရှင်းတတ်ပြီနော်စိတ်ကအဓိကနော်စိတ်သက်သာနေတယ်နော်ခန္ဓာရခဏမကောင်းအောင်ပါချိန်လေးပါဒါပါဘာလို့လဲ